Oh, high speed ka ayan. Ayan mo. Okay. Ayan high speed swing. Okay, so Hello Minklava, Kuchin Haka YouTube channel ka pen le chusule bare. Dito karo ayan may de amazing pide beti kale ne me shuru ko pen le piro chusule bare. Di kale hasuin beti ka phi bare longwa lu silu yare beti ka phi bare. Chino kutai ti twin panti de ka phi bare lo. Suro di video ko saka ne sukthi chi pe de suin di video ya di ka ya chong ko na le te bo po to ma phit ba re suro chno saka ne sukthi pe ta pe me now video ma di ka ko chno blu lo de le sura ko pyen le pe ta pe ma phit ba re di te kha ro ka ya chong lwe review lo pe ma phit ba re suro di ka chno ku tai ti thun phan ti de ka lu si lu ya re lu jiကလေးစီလူရတဲ့ကားဖြစ်ပါတယ်လူကြီးရောကလေးရောပြီးတော့အကြာကြီးဘယ်နာမိုင်လောက်သွားတယ်လေ speed limit ဘယ်လောက်ရှိတယ်လဲဆိုတာမှအစပြတာပြမှာဖြစ်ပါတယ်ဒီတစ်ခါတော့ review အနေနဲ့ပြတာပြမှာဖြစ်ပါတယ်အခုကျွန်တော်တို့မြင်နေတဲ့ဟာက mph ဆိုတာက mile per hour speed limit ဖြစ်ပါတယ်ပြီးတော့ဒီကားကDima start button Dima stop start ဖြစ်ပါတယ်ဒီမှာ start ပြီးတော့ဒီကောင်က low speed high speed ဒီကောင်က gear assist drive parking reverb နောက်ဆုတ်တယ် parking assist သွားတယ် remove control နဲ့လည်းရတယ်ပြီးတော့ဒီမှာ horn လည်းရှိတယ်ဆိုတော့ဒီကောင်ညမှာလည်းတုံးလို့ရတယ်မီးဆိုတော့ဘက်ထရီအကြောင်းတွေမှာစနောက်မှပြင်လေပြတ်တာပေးမှဖြစ်ပါတယ်ဆိုတော့လိုလိုဆေရောဘက်ထရီကဒီဟာကိုတုံးထားတာဖြစ်ပါတယ်လီသီယမ်ဘက်ထရီချတ်လို့ရတယ်အမေတန်ထောင်နဲ့ချီပြီးတော့ပြန်ချတ်လို့ရတယ်ဒီအသေးလေးကတော့ဒီ speed limit နဲ့ form ဘက်ထရီ charging အတွက်လောက်ထားတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီအကြီးကဒီကားမောင်ဖူဒီတေကတိုလီမိုလီအတွက်အထူးတက်ပင်လေလောက်ထားတာဖြစ်ပါတယ်ဆိုတော့အရန်မိတ်တယ်ကျွန်တော်ကိုတိုင်းမောင်းပြတ်မယ်စီးပြတ်မယ်ပြီးမှနောက်မှဒီဟာကိုကျွန်တော်ဘယ်လိုလုပ်တယ်လဲဆိုတာကိုပြတ်တာပေးမှဖြစ်ပါတယ်ပြီးတော့ remove control နဲ့လည်းရတယ်ဒါပေမဲ့ remove control ကအရှိနဲ့အနောက်ပဲရတယ် steering လှည့်ဖို့ကဒီမှာမော်တာတစ်ခုကိုပြန်ထပ်ထည့်မှရမှာဖြစ်ပါတယ်ဒါပေမဲ့လူစီးဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်အရှိကတော့မော်တာမထားတော့ဘူးဆိုတော့အခု remove control နဲ့အနည်းငယ်ပြမယ်ကဲလို့ไม่ဆွေကအကုန်လုံးမှာ remove control နဲ့သုံးမယ်ဆိုရင်လည်းမော်တာတစ်လုံးထပ်ထည့်ရပြီဆိုတော့ဒီမှာ remove control နော်မိက on ပြီးတာမှာဝေးကြည့်ရတယ်ဆိုတော့အခုကျွန်တော်စီးပြပေးမှာဖြစ်ပါတယ်ဆိုတော့ remove control မလိုဘူးဒီမှာစီးပြပေးမယ်ဝေးကြည့်စီးပြပေးပြီးတော့ okay ဆိုတော့ okay ဒီမှာစီးမယ် low speed high speed ရှိတယ်ဒီမှာ drive မှာထားမယ်ပြီးတော့
Okay, so along in the time where Chinoka Sipapera Pipare, so the Kaka, Lucio, Siluyala, Calero, Siluyala, so la Copeta Pera Pivaco, now sweet the Manila. Stop with the Hafu, you like Ima, Pakema, Bama Metobu, a Simatochi the Sweet, the right to. Two biro, come on, run it to there, the Marco, the Ma, Hero, no so, Kumya, no? Wow. Con più che peto ma più pare di video su TG su pere su di ya le voce ko ya to ma più pare so le voce sura bale su so di ya le voce ka bale su chino più più ma più pare so mai su le di video ko te ke chai nitti de su min se chine tunge chin mai su mya ko jesu più re Salo peba, comment yi peba, min se chine me sue tunge chin. A chidomia ko, sharing lo pebiro, mia way peba, piro me chin de me kunwe, shin, me balo, a tong su chimbare, suro lewe check me piokin ma. Ima mota ne, se bing ching chube si de, piro beti. Suro, di wiring တွေကလည်းအရန်လွယ်တယ်ပူမူလွယ်ကူတဲ့ wiring တွေနောက်ဗီဒီယိုမှာအမြင်များရင်တိချင်တဲ့လူတွေရှိရင်ပြသပေးမှာဖြစ်ပါတယ်အခုကျွန်တော်လောလောဆယ်သုံးတာလီသီယမ်ဘက်ထရီဒါအရင်မရှိဘူးဒါတွေမှအစနောက်မှဗီဒီယိုပြန်လက်တင်ပေးမယ်ဆိုတော့ဒီမှာဒီမော်တာကလူကြီးအင်္ဂလိပ်လူကြီးဒါလေးတဲ့လူတွေလည်းစီးလို့ရတယ်ဆိုတော့ဒီ motor ကြတော့ DC motor ဖြစ်တဲ့အတွက်ကြောင့်မင်းကောင်ကြီးအားနဲ့တွတ်လို့မရဘူး AC motor မဟုတ်ဘူး DC motor ဖြစ်တယ်ပြီးတော့ဒီကောင်ကအရင်မရှိတဲ့ lithium battery lithium ဆိုတာထောင်နဲ့ချီပြီးတော့ချလို့ရတယ်ပြီးတော့နောက်ဗီဒီယိုမှာဒီ battery ကဘယ်လောက်သွားလဲလဲမဟုတ်ဘူးခုပြောပြမယ်ဆိုတော့ဒီဟာမျိုးအဖြစ်ဘေးရကူဖန်တီနိုင်တယ်လေဆိုရင်ဒီလူမျိုးမဖန်တီနိုင်တော့မှဒီဟာကူချီချီနာဖေကူရဲ့စဘင်းမှာဒီဟာတတ်မယ်ဘက်ထရီတတ်မယ်ဆိုတော့စဘင်းမှာတတ်မယ်ဘက်ထရီသုံးမယ်ဆိုရင်မိုင်ပေါင်းရာနဲ့ချီပြီးမှသုံးလို့ရပါတယ်ဖြစ်ပါတယ်ဆိုတော့အကျဉ်းအဖြစ်ဘက်ထရီရဲ့အကြောင်းကိုပြန်လည်ပြောပြမယ်နော်ဆိုတော့ဒီဘက်ထရီကိုကျွန်တော်က translate ကနေပြန်လည်လုပ်ပေးထားတာဖြစ်ပါတယ်နော်ဆိုတော့ဒီဘက်ထရီကတက်တန်းက10နှစ်လောက်ရတယ်ဒါပေမဲ့ဒီလီသီယမ်ဘက်ထရီကကြသုံးရင်အပြန်ရုတ်တဲ့အတွေ့အကြုံ3နှစ်နဲ့5နှစ်ကြာမှာကောင်းကောင်းမုံမုံခံပြီးတော့မိုင်ပေါင်း2000ခွေထိမောင်းလို့ရပါတယ် eBay ဘက်ထရီကအကျဉ်ပေါင်းထောင်နဲ့ချီပြီးတော့ဘက်ထရီအသွင်းလို့ရတယ်တစ်ခါအသွင်းကီလိုမီတာ100မှ120ထိသွားပါတယ်เนาะပုံမှန်အဖြစ်ကီလိုမီတာ100ဆိုရင်မိုင်ပေါင်း60လောက်ရှိတယ်စူလူတာကမိုင်ပေါင်း60မတွိုင်းတော့မှမိုင်ပေါင်း340ဆိုရင်တော်တော်လေးမိတ်သွားပြီဖြစ်ပါတယ်ဒါကတော့ line ရဲ့အခြေအနေနဲ့ကူတင်ထားတဲ့ဝိပေါ်မှာမူတည်ပြီးတော့ line ရဲ့အခြေအနေရောကူစီးနှင်းထားတဲ့အခြေအနေနဲ့တောင်ကုန်းတန်တက်နဲ့အစင်းတို့ဘာလို့နဲ့တက်ဆိုင်ပြီးတော့ depending on your way ဆိုတော့ပြီးတော့ဒီကောင်က
ဒီမှာကိုစေရထောင်းတောင်းတောင်းရှိတယ်ဆိုတော့ AH ဆိုတော့ ampere hour ဆိုတော့ဒီဟာတွေပြုတ်ပြတ်တယ်ဆိုရင်ကြားတယ်ဆိုတော့အနည်းဆုံးမိုင်28ကနေ22ကနေ50ထိသွားနိုင်တယ်ပြီးတော့ဒီဟာကspeed limit က25ကနေ28အထိသွားနိုင်တယ်တနာရီမှာမိုင်25ဆိုရင်မဆူဘူးပြီးတော့အဲ့လိုပါပဲပြည့်မြတ်အကွာဝေးကမိုင်20ကနေ40 60ထိပြီးတော့ဒီကောင်ကတစ်ခါအတူးရင်3နာရီမှ5နာရီထိကြာတယ်ပြီးတော့ဒီကောင်ကထောင်နဲ့ချီပြီးမှအသွင်းလို့ရတယ်အသွင်းတာလည်းအရင်လွယ်ကူပါတယ်ဒီမှာအပေါက်ထည့်ရုံပဲဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်လာရင်ကျွန်တော်ကစေတနာနဲ့အားလုံးကိုပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဒီဟာမျိုးကိုအသုံးပြုလုံးဝအလုပ်ဖြစ်တယ်ဟိုစာနဲ့စပင်းမှာဒီလိုမျိုးလောက်လို့ရှိရင်လုံးဝအဆင်ပြေတော့မှာဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့PC လေးဖြစ်ပါတယ်ဝေချင်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့လောလောဆယ်မရောက်သေးဘူးဆိုတော့ဒီဟာကိုကျွန်တော် welding တွေမှာအစဘယ်လိုလုပ်တယ်လဲဆိုတာကိုပြသပေးမယ်အခုဝေချင်တဲ့လူတွေလည်းရှိတယ်လောလောဆယ်မရောက်သေးဘူးအခုဒီကျွန်တော်ရဲ့ grass မှာပဲဒီ grass မှာပဲဒီလိုမျိုးပဲကျွန်တော်ကလောက်ထားတာဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတွေအကျိုးဆုံးတစ်ခုရှိမယ်ဆိုရင်အဲ့ဒါကိုကျွန်တော်ကတင်ပြချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုချိန်နေတဲ့ဆိုရင် like နဲ့ share နဲ့ subscribe ဖြစ်လာပြပါဆိုတော့နောက်ဆုံးအနေနဲ့ဒီမှာ horn လေးတီးလို့ရတယ်ပြီးတော့ high speed low speed ဒီမှာ power off ဆိုတော့ဒီမှာ gear okay အားလုံးကိုကျေးဇူးတင်ပါတယ်လုံးဝကျွန်တော်ကဂျင်းမပါပါဘူးကိုတိုင်လောက်ထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လောက်တဲ့ချင်းဘယ်လိုလောက်တယ်လဲဆိုတာတွေကိုလည်းနောက်မှဗီဒီယိုနဲ့ကုန်လုံး detail လေးထည့်ပေးမှာဖြစ်ပါတယ်ရန်မိုက်တဲ့အမိတ်စားဖြစ်ပါတယ်ပြီးတော့လုံးဝ break ထားချင်တယ်ဆိုရင်ဒီမှာ break pad လည်းကျွန်တော်မရှိပြီးသားဒါပေမဲ့ဘက်ထရီကတီးတဲ့အတိုင်းပဲသူကလီဗာနှင်းတဲ့ချိန်မှာပဲသူကတွားတယ်ဒီလိုနှင်းတဲ့ချိန်မှာပဲတွားတယ်လွှတ်လိုက်ရင်သူကမတွားတော့ဘူးအဲ့ဒါကြောင့်ဘက်ထရီက break မလို့ဘူးတကယ်လို့ break လို့ချင်တယ်ဆိုရင်ဒီမှာတက်လို့ရတယ်ပြီးတော့ဒီမှာ form charger လေးတွေရမ်းမိတ်တယ်ဒီမှာခဏပိတ်ထားမယ်ဆိုတော့ဒီမှာဆိုတော့အားလုံးသဘောပေါက်မြင်ထင်ပါတယ်ဆိုတော့ battery charge ဖို့လည်းရန်လွယ်ကူတယ်ပြီးတော့ဒါ second external battery ဖြစ်ပါတယ်ဒီဟာဝယ်ရတွေကိုကျူးလျှောက်နေလို့စိတ်မပူပါနဲ့လုံးဝတိချင်နေဆွေအလွယ်ကူဆုံးပဲလက်ရှင်းပြတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆွေ like subscribe လုံးဝမမေ့ပါနဲ့အရင်ကြီးကြည့်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ဒီကရမ်းမဲ့တဲ့ဗီဒီယိုလေးဖြစ်လို့တင်ပေးချင်ပါတယ် thank you for watching okay ဆိုတော့အခုတော့ low speed ကနေ high speed သုံးမယ် low speed နဲ့သုံးမယ်အရင်နည်းနည်းလေးနောက်ဆုတ်ပေးမယ် okay low speed နဲ့တွားမယ် low speed okay so back okay high speed သုံးမယ် high speed high speed သုံးနေတယ်နော်ခု wow okay high speed သုံးနေတယ်နော် oh
high speed ka ayan mo no okay. Myanmar high speed swing okay so